တော်တော်များများက coffee date တွေပဲသွားကြတာများရဲ့ပေါ့နော် note date ဖို့ရောစဉ်းစားဖို့ကြတငယ်ချင်းတွေနဲ့ note date သွားခဲ့တဲ့အကြောင်းအားလုံးကိုပြပြမယ်ဆိုင်ကတော့ဒီဆိုင်လေးပါခုခဲမက်မှာလူလေးရိုက်ချင်ရပါတယ်ထိုင်းတန်နဲ့ဆိုတော့နည်းနည်းတော့ထွက်ရခက်တယ်သူ့ရဲ့ opening hour ညနေ4 နာရီမှာစဖွင့်တာကောင်မလေး3ယောက်ရထားနဲ့သွားကြပါလေဒီဆိုင်ရလေးဘန်ကောက်မှာသူ့နွားလို့ရတာတိများတဲ့အထက်ပါပလန်ပုံမှန်တိုင်းမှာဆင်းပြီးတော့အိတ်စစ်ကနေထွက်လိုက်နော်ပြီးရင်အပေါ်တက်ပြီးတော့အပြင်ကိုထွက်လိုက်လို့ရှိရင်တန်းပြီးတော့မရောက်သေးပါဘူးလို့ခုခဲမက်ကနေကြည့်ပြီးတော့လမ်းနဲ့လျှောက်သွားလို့လည်းရပါတယ်ပြီးတော့တို့ကပြောချင်လို့ဆိုပြီး station နားမှာရှိရဲ့တုတ်တုတ်တစီကိုငားစီလိုက်တယ်ပေါ့နော်ကဲဆိုင်လေးကိုရောက်ပါပြီပိတ်ရမဟုတ်ပဲချောင်းကနေပြန်သွားလိုက်တာဆိုတော့လူကအရင်ကြီးတော့စောင့်စရာမလိုခဲ့ဘူးပေါ့နော်သူ့မှာလीနွားနို့အပြင်တခြားချိုပွဲလည်းအစုံမေးတိလားနွားနို့3ခွက်နဲ့မုံနှစ်ပွဲမှာလိုက်ပါတယ်အော်တခုရှိသေးရဲ့အဲ့မှာလीမချပါရတယ်တိလားနွားနို့ရတာလीအရင်ချိုနေရမျိုးလည်းမဟုတ်ပဲတော်တော်လေးတောက်လို့ကောင်းနေတယ်ပါတယ်မချတောက်တဲ့တငယ်ချင်းကိုမိကြည့်ရလေကောင်းတယ်လို့ပြောပါတယ်အချိုပွဲရလည်းဤစိတ်နေရမျိုးမဟုတ်ပေနဲ့အတီးရတာတမျိုးမျိုးနဲ့တော့ပင်လေးထည့်ပေးရမျိုးလေးပါဆိုလို့ရှိရင်ခုနကမန်ဂိုလေးနဲ့တွဲပြီးတော့စားရတာမျိုးဆိုတော်တော်လေးခွန်းတွေ့ပါတယ်ကဲစားလို့လည်းကုန်ပြီဆိုတော့ပြပါတော့မယ်ရှင်ကော်ဖီမကြိုက်တဲ့တငယ်ချင်းတို့ဆိုအခုလိုလေးနွားနို့ဆိုင်ကောင်းကောင်းနွားနို့တိတ်ခေါ်သွားဖို့အကြံပြုပါတယ်နော်အပြန်ကိုလည်း station ကနေပဲပြန်မှာမို့လို့ station အရင်လိုက်ရှောင်းလိုက်ပါတယ်တငယ်ချင်းတွေထဲမှာလीအဲ့လိုတယောက်တော့ရှိရဲ့ဒီလားထွက်လိုက်တနေရာကိုတွားချပြီဆိုလို့ရှိရင်ဘယ်ကနေဘယ်လိုတွားမယ်ဘာနဲ့တွားမယ်ဆိုတာကိုဘာမှမစင်စားပဲသူများစီစဉ်နဲ့နောက်ပဲလိုက်တဲ့တယောက်ပေါ့နော်အဲ့တယောက်ကတော့ကိုပါပဲရှင်တယောက်ထဲတွားတဲ့အချိန်ဆိုရင်တော့လို့အုံနောက်သုံးနေခေါင်းသုံးနေစဉ်းစားရဲပေါ့နော်ခွဲလိုက်တွားမယ်ဆိုရင်တော့အမတွေတငယ်ချင်းတွေကိုပဲသူတို့တဘောတိုင်းသူတို့စီစဉ်တဲ့အတိုင်းလိုက်လုပ်ဖြစ်တာပဲများပါတယ်ကိုရိုင်းကလေ directionally challenge ဖြစ်နေတဲ့အကြောင်းလည်းပါတာပေါ့ရှင်ဒီဆိုရင်ညာရောက်သွားတာမျိုးပေါ့ကဲအားလုံးဖုတ်တာလည်းများသွားပြီဆိုတော့အားလုံးပဲဘိုင်ဘိုင်ပါတတ်တာပါ good night ပါ